အားလုံးပဲမင်္ဂလာပါအခုဆိုရင်ဒုတိယပတ်ဖြစ်တဲ့စိတ်ဖိစီးမှုစိတ်ခံစားမှုနဲ့ကိုင်တွယ်ဖြည့်ရှင်းနည်းများအကြောင်းကိုဆက်သွားပါမယ်နေ့စဉ်ဘဝမှာဖိအားတွေများလာတဲ့အခါစိတ်ဖိစီးမှုတွေကဘယ်လိုဖြစ်လာတတ်တယ်လဲဆိုတာကနေစတင်လိုက်ရအောင်ပါစိတ်ဖိစီးမှုဆိုတာဖိအားတွေကိုကျွန်တော်တို့ခန္ဓာကိုယ်ကတုံ့ပြန်တဲ့သဘောတရားတစ်ခုပါစိတ်ဖိစီးမှုကဆိုးရတာတော့မဟုတ်ပါဘူးစာမှုဝဲမတိုင်ခင်စိတ်ဖိစီးတာကသင်ကိုကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့ကူညီပေးနိုင်ပါတယ်ဒါပေမဲ့စိတ်ဖိစီးမှုတွေအမြဲတမ်းစက်တိုင်ဖြစ်နေမယ်ဆိုရင်တော့ကျွန်တော်တို့ထိခိုက်စေနိုင်ပါတယ်။ပို့ဆောင်ရေးဝန်ထမ်းတရားကိုစဉ်းစားကြည့်ပါ။အလုပ်ချိန်ရှည်လျားတယ်၊ကားပိတ်တယ်၊အချိန်မီပို့ရမယ့်ဖိအားတွေရှိတယ်။ပထမတော့သူတို့ဖိအားတွေခံစားရတယ်။နောက်ပိုင်းကျတော့ပင်ပန်းလာတယ်၊ဒေါသထွက်လာတယ်။ကောင်းကောင်းအနားမယူနိုင်တော့ဘူး။ဒါဟာစိတ်ဖိစီးမှုကကျန်းမာရေးနဲ့မညီညွတ်တော့တဲ့အခြေအနေကိုရောက်သွားတာပါ။နောက်ထပ်ဆွေးနွေးမှာကတော့စိတ်ခံစားချက်တွေအကြောင်းပါ။ဒါတွေဟာကျွန်တော်တို့စိတ်ကနေပေးပို့လိုက်တဲ့အချက်ပြလက္ခဏာတွေပဲဖြစ်ပါတယ်စိတ်ခံစားချက်တွေကပြဿနာမဟုတ်ပါဘူးဒေါသထွက်တယ်ဆိုတာတခုခုကမတရားဘူးလို့ခံစားရတာပါဝမ်းနည်းမှုဆိုတာကိုယ်အတွက်အရေးပါတဲ့အရာတစ်ခုခုဖြစ်နေတာပါစိုးရင်ပူပန်မှုဆိုတာလုံခြုံမှုမရှိဘူးလို့ခံစားရတာဖြစ်ပါတယ်တချို့လူတွေကခံစားချက်တွေကိုပြည့်လျှူထားဖို့ကြိုးစားကြတယ်ဒါပေမဲ့ခံစားချက်တွေကပျောက်ကွယ်မသွားပါဘူးစုပုံလာတာပါဥပမာအမျိုးသားတစ်ယောက်ကသူ့ရဲ့စိတ်ဖိစီးမှုတွေကိုဘယ်တော့မှဖွင့်မပြောဘူး။ဒီနေ့ကျတော့ကိစ္စတည်တည်လေးတစ်ခုအပေါ်မှာသူဒေါသတွေပောက်ကွဲထွက်လာတော့တယ်။ဒါဆိုဓာတ်တွေကိုဘယ်လိုရင်ဆိုင်မလဲ။လက်တွေအသုံးချလို့ရမယ်။ဂိုင်းတွေဖြည့်ရှင်းနည်းတွေကိုအတူတူကြည့်လိုက်ရအောင်ပါ။ကျွန်တော်တို့အနေနဲ့စိတ်ဖိစီးမှုကိုလုံးဝပြောက်ကွယ်သွားမလုပ်နိုင်ရင်တော့မှဘယ်လိုဂိုင်းတွေဖြည့်ရှင်းရမလဲဆိုတာကိုစီမံနိုင်ပါတယ်။ကျန်းမာရေးနဲ့မညီညွတ်တဲ့ဖြည့်ရှင်းနည်းတွေကတော့ရရတော့တာပြဿနာတွေကိုရှောင်ပြေးတာတွေပါ။ကျန်းမာရေးနဲ့ညီညွတ်တဲ့ဖြည့်ရှင်းနည်းကတော့ဖွင့်ဟပြောဆိုတာအနာယူတာကိုခီးဆိုင်တာနဲ့အသက်ပြင်းပြင်းရှူရပဲဖြစ်ပါတယ်။တင်းရဲ့လက်တွေ့ဘဝကိုစဉ်းစားကြည့်ပါ။တင်းစိတ်ဖိစီးလိုက်ရင်များသောအားဖြင့်ဘာတွေလုပ်လို့ရှိလဲ။စိတ်ဖိစီးမှုဆိုတာတာမန်ပါပဲ။ဒါပေမဲ့ကျွန်တော်တို့ဘယ်လိုတုံ့ပြန်ဖြစ်ရှင်တယ်လဲဆိုတာကပိုရေးကြည့်ပါတယ်ဆိုတာသတိရပါ။ဒုတိယပတ်ရဲ့အဆုံးသက်ကိုရောက်ရှိလာပါပြီ။ဒီနေ့ပြပြသားတဲ့ contribution နည်းလေးတွေတင်းအတွက်အသုံးဝင်မယ်လို့ညွှန်လင့်ပါတယ်။ဒီပတ်ထဲမှာစိတ်ဖိစီးမှုတွေများလာတယ်လို့ခန်းစားရတယ်။အသက်ပြင်းပြင်းရှူရဲ့လေ့ကျင့်ခန်းလေးကိုစမ်းလုပ်ကြည့်ပေးပါဦး။နောက်တစ်ခေါက်မှာတော့လူမျိုးဆက်ဆံရေးဆက်သွယ်ပြောဆိုမှုနဲ့စီးပေါင်းတွေအကြောင်းဆွေးနွေးတော့ပါမယ်။နားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ဘေးကင်းလုံခြုံစွာနဲ့ဂရုစိုက်နေထိုင်ကြပါ။သင်နာဆင်နေတာကတော့သူ၏အပြုံးသစ် podcast အစီအစဉ်လေးဖြစ်ပါတယ်။